မင်္ဂလာပါဒီ plugin install လုပ်နေပြမှာဖြစ်ပါတယ် download လုပ်ထားတဲ့ folder ကို zip ဖြည့်မယ်ပေါ့နော် zip ဖြည့်လို့ရတဲ့ folder ထဲဝင်မယ်ကျွန်တော်တော့ဒီအစစ်စစ်ဝင်တော့တဲ့တခုမြင်တွေ့တယ်ပေါ့နော်ဒီဟာတွေအများကြီးတဲ့ဟာတစ်ခုပဲဒီတစ်ခုလေးပဲကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်အောက်ကဟာတွေအတူတူပါပဲအဲ့တော့ဒီကောင်လေးကို run as နဲ့ run လိုက်မယ်ပေါ့နော်ဟုတ်ပြီအစစ်စစ်လုပ်သွားမယ် I accept ဆိုတာလေးနှိပ်တယ် next ဆိုတာလေးကိုဆက်နှိပ်မယ် next ဆိုတာလေးကိုဆက်နှိပ်မယ် install ဆိုတာလေးကိုဆက်နှိပ်မယ်finish ဆိုတာလေးကိုမနှိပ်သေးခင်ဒီ minimize နဲ့ခဏထားပြီးတော့ R2R ဆိုတဲ့ folder ထဲကဒီ keygen file လေးကိုပြန်ပြီးတော့ run as နဲ့ run ပေးလိုက်တယ်အဲ့တော့ဒီနေရာမှာ2 version ရွေးရမှာပေါ့နော်ကျွန်တော် compression ဖြစ်လို့ compression ရွေးပြီးတော့ဒီမှာ email ရိုက်ထည့်လိုက်တယ်ပြီးရင်ဒီမှာ window မို့လို့ window ကိုရွေးချယ်ပေးလိုက်မယ်ဒါဆိုရင် license ကအတည်ပြုတော့မှာဖြစ်ပါပြီဒီလိုခုလိုအတည်ပြုပြီးတော့ဆိုရင် minimize နဲ့ကိုယ့်ရဲ့ DAW ကိုဖွင့်မယ်ပေါ့နော်ကျွန်တော်ရှိမှာ miscrack ရှိလို့ miscrack ဖွင့်လိုက်တယ်ဖွင့်ပြီးတော့ဒီ F8 ခေါ်တဲ့ထဲကနေကျွန်တော်လာတယ်ပေါ့နော်ဒီ F8 ခေါ်တဲ့ထဲကနေဒီရှာတဲ့နေရာမှာကျွန်တော် compression မလို့ compression ရိုက်ရှာလိုက်တယ်အဲ့ဒီအချိန်မှာဒီမှာတွေ့ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ compression file လေးကိုကျွန်တော်တို့ computer မှာအသုံးပြုလို့ရပါပြီကျေးဇူးကဲပါ